မောင်လေးပါအိမ်မှာပဲနေပါလို့ပြောတယ်ဒီအောင်စပရိုက်လာဖွဲ့ပြီးစားတာပဲကျေးဇူးတင်တယ်ဒါလေးချမ်းမြောက်ကညီမလေးတယောက်ကပေးပေးတယ်လို့ပဲပြောပြပါတဲ့ဟောရှင်းရတယ်တယောက်ခဏလေးနေရောလေခန်းကြီးထိုင်နေမှာထိုင်ဒါဒီထဲမှာလေး surprise တစ်ခုပါတယ် surprise ဟာပါရပြီဝိုးဒီကကျွန်တော်ရေလေးတွေဒီဟာလေးဖြစ်ဖြစ်ချင်းစီဆွဲပေးပါဒါလေးဖြစ်ဖြစ်ချင်းစီမောင်လေးဆွဲမှာလေးတိုင်ပြီးတော့မောင်လေးဆွဲချင်တယ်မရှမ်းရတော့နာမည်ပြောရှမ်းရလို့ပြောတာမမရှမ်းရလို့ခေါ်ရတယ်နော်နာမည်မပြောခိုင်းလို့နာမည်မပြောခိုင်းလို့ဟုတ်စီးရိုက်ဟာရလာပြီတိုင်းလိုက်တယ်โอ้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 တော့မကြည့်ကြဘူးစတယ်ကောင်းပါ့ကောင်းပါ့ကျေတော့ပါဘာလဲဒီနေ့အဲ့ဒါလည်းမဒီနေ့လည်းတိုက်ရတယ်အမှားဆန်ရှိလားသူကအမှားစကားလေးပါလိုက်တယ်ကျမယူယူဆိုင်ပါတဲ့အဝေးကနေအမြဲအားပေးနေပါတယ်ရှင်တဲ့အကိုဆိုင်ရင်မို့ပြောပေးပါတဲ့ဩကျမယူယူဆိုင်ပါနော်ဟုတ်ကဲ့ပါရှင်ဒီမုံပေါင်လေးခုနရှမ်းမြောက်ကမှမုံပေါင်လေးလည်းပါသေးတယ်မုံပေါင်လေးကလေးဆိုတော့ကလေးကမုံကြိုက်တယ်ချောကလက်လေးနဲ့ပါသေးတယ်ကြီးတော့မကြီးလိုက်ရဘူးကလေးဆိုရင်ချောကလက်လေးကြိုက်တယ်ကလေးဆိုတော့73နှစ်ပဲရှိသေးတယ်ဘာကြည့်ရလဲဒါကြတော့မလေးရညီမလေးတယောက်မုတ်ပန်းစည်းလေးပေးခိုင်းတာဟောမုတ်ပန်းစည်းရဲ့အယုတ်ကြီးရဲ့မလေးရောဒီကြီးမှာလည်းအားရကတော့ဆိုင်နေအယုတ်ကလေးရလားရလားအချောကလေးလုံးဒါကြတော့ဒီကြောင်တော့ဒီနေ့တော့ချောကလေးမပေးလိုက်ရလို့တဲ့ဒီနေ့တော့ပြီးဖန်နေတဲ့စကားလောက်ဆောင်လေးပြောပြီးရောကြခိုင်လေးလားချစ်သူများကြီးတင်ပါတယ်ကျွန်တော်တို့ဆရာနဲ့ဆရာတစ်ပည့်နဲ့ရပါတော့ခက်ခဲတွေမှန်သမျှအောင်ကျော်လွှားနိုင်တာအဲ့လိုမျိုးချစ်တဲ့ကျွန်တော်ရဲ့မိသားစုတွေပြည်သက်တွေရဲ့ခွန်အားတွေနဲ့ရှေ့ဆက်နိုင်တာဖြစ်ပါတယ်ဒါကြောင့်မလို့ဘလို့ပဲတိုက်ခိုက်ကျွန်တော်တို့အတားဆီးတွေကိုကျွန်တော်တို့ negative ဖြစ်အသုံးပြုပြီးတော့အမြင့်ဆုံးထိဆရာတစ်ပည့်နဲ့ရောက်ပြန်တန်းသွားပါမယ်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်လက်ဆောင်ပေးတဲ့အနေနဲ့ကျွန်တော်ရဲ့မိသားစုတွေလည်းကျေးဇူးများကြီးတင်ပါတယ်အမောင်လည်းကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်နေ့ပူလာလာတယ်နော်ဟုတ်နည်းတစ်ခေါက်ပူလာလာဒါတော့စင်မောနှစ်ခေါက်ပဲတွေ့ရသေးတယ်အောက်မှာတော့တွေ့တယ်လေနှစ်ခေါက်ပဲတွေ့ရသေးခဏနဲ့လာပူနော်ပူလာလာကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ပါကဲတိတ်ဘူးမမ